Hello everyone, welcome back to my vlogs. နာမည်ကြီးဆိုရမဖြစ်ပြီးကြော်သိန်းနဲ့ UFC Champion Joshua Bando ပါဝင်ဆင်နွှဲမဲ့ CRC 25နှစ်ပြည့် Anniversary ပွဲကိုသွားမှာဖြစ်ပါတယ်။ဆိုတော့ဒီပွဲကတရလုံးကျင်းပမှာဖြစ်တဲ့အတွက်ဗီဒီယိုနဲ့နည်းနည်းရှင်းပါမယ်။ပွဲက9နိုင်စမှာဖြစ်တဲ့အတွက်9နိုင်ခွဲလောက်နေပြီးတော့ကျွန်တော်တို့သွားတာဖြစ်ပါတယ်။ကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ပွဲလုံးမဲ့နေရာကိုရောက်ပါပြီ။ဆိုတော့လူကတော့တွေ့တဲ့အတိုင်းပဲ9နိုင်ခွဲပဲရှိသေးတယ်တော်တော်လေးကိုမှများပါတယ်။ဘယ်လောက်များလဲဆိုတော့ဒီမှာပဲကြည့်လိုက်ပါ။ဒါတော့မှ9နိုင်ခွဲ10နိုင်ထိုးကနေပဲရှိပါသေးတယ်။တကားကျတော့9နိုင်မှဖွင့်မှာဆိုတော့ကျွန်တော်တို့အပြင်မှာရက်ဆောင်နေကြတာဖြစ်ပါတယ်။ကျွန်တော်တို့အဲ့မှာရက်ဆောင်နေရင်းနဲ့လူကများတစ်ထက်များလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းရှေ့ဆုံးရောက်သွားတယ်ပေါ့နော်။ဆိုတော့ဒါကလည်းကျွန်တော်တို့ရဲ့ကံကောင်းချက်တစ်မျိုးလို့လည်းပြောလို့ရပါတယ်။ဒီပွဲကဘယ်လောက်ထိပြစကောင်းမလဲဆိုလို့ရှိရင်နောက်ကလူရဲ့တက်သေးပဲပေါ့နော်။ကဲအခုတော့ကျွန်တော်တို့တကားဖွင့်ပြီးလို့အထဲဝင်တော့မယ့်အခြေအနေဖြစ်ပါတယ်။ Take your time. ကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်အထက်ဝင်လို့ရပါပြီ။ထိုင်ကုန်ရှည်တန်းရအောင်လို့အပြေးလွှာသွားနေရပါတယ်။ဒါကကျတော့ပွဲတော်များဟောဖြစ်ပါတယ်။တွေ့တဲ့အတိုင်းပဲတော်တော်လေးကိုမှကြီးတယ်လို့တော်တော်လေးကိုမှခမ်းနားပါတယ်။ဒါကကျတော့ state ရဲ့အပြင်စင်ပေါ့နော်တော်တော်လေးကိုမှကြီးကျယ်တယ်တော်တော်လေးကိုမှလည်းလာပါတယ်။ကဲအခုဆိုလို့ရှိရင်တော့မဖြူဖြူကျော်သိန်းကပွဲစားဖို့တော့အထက်ဝင်လာပါပြီ။ဒါကျတော့ကိုယ့်အိုင်တော့ကိုတွေ့ရလို့ပြောနေတဲ့မျက်နှာပဲဖြစ်ပါတယ်။ကဲအခုတော့ပွဲရစားရမှာဖြစ်တဲ့အတွက်အပေါ်ပါးတွေအရင်တွားထားရပေါ့နော်။တွေ့တဲ့အတိုင်းပဲလူကတော့တော်တော်လေးကိုမှများပါတယ်။သွားမှာဖြစ်ပါတယ်ရှင်။ကျေးဇူးပြုပြီးတော့မြန်မာဘာသာနဲ့တင်ဆက်သွားတဲ့အတွက်အားလုံးနားလည်ပေးကြစေချင်ပါတယ်ရှင်။ Today in this room there are thousands of people who speak ဒါကျတော့မဖြူကိုစင်မမှာဖဲကြိုးဖြတ်ဖို့အတွက်ခေါ်တာဖြစ်ပါတယ်။ဆိုတော့ကိုကတော့ကိုယ့်အိုင်တော့ကိုတွေ့ရတဲ့ဗီဒီယိုဘယ်လိုရရမလဲဆိုတော့ပဲစဉ်းစားရပေါ့နော်။ဒီမတိုင်ခင်ကျွန်တော်မဖြူနဲ့ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ကိုယ့်အိုင်တော့ဖြစ်တဲ့အတွက်မရမကောက်ရိုက်ခဲ့ရတာပါ။ကျွန်တော် page မှာကျွန်တော်တင်ထားပေးပါတယ်။ 3, 2, 1 and on 1 after 1 they will cut the ribbon. Ready? 3, 2, 1. And now we have officially began the Hiram Laika. ဒီနေ့ဆို25နှစ်ပြည့်ကျွန်တော်ပြီးခဲ့ပြီဖြစ်ပါတယ် ပွဲထဲမှာမဖြူတို့ညီမနှစ်ယောက်ကို French ကနေပြောလာတယ်ဆိုပြီးတော့မိတ်ဆက်တာဖြစ်ပါတယ်။ကဲဒါကျတော့ကျွန်တော်တို့စောင့်မျှော်နေတဲ့ Champion Joshua Bando ပွဲထဲကိုဝင်လာတာဖြစ်ပါတယ်။ รอขันมาเต็นว่าวีดิงอ่ะที่ขากันชิมถึงอันดูโลคอมเพลนตัวอะไรเฮดโกตา ဒါကျတော့ CRC 25နှစ်လုံးလုံးဘယ်လိုရုန်းကန်ခဲ့လဲဆိုတာကို screen မှာ short video အနေနဲ့ပြတာဖြစ်ပါတယ်။ We see some of them come back. ပြီးတော့ဒါကျတော့ချင်းရွာကန်နဲ့ဖြော်ပြတာဖြစ်ပါတယ်။အကိုက်နဲ့ဖြော်ပြီးတော့ပြီးတဲ့ချိန်မှာတော့ကျွန်တော်တို့ရဲ့ Champion ကြီး Joshua Bando ရဲ့ short speed ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားအားလုံးကိုစားမိခွန်းတစ်ခုလောက်မေးပေးပါတဲ့ကျွန်မကိုတောင်းဆိုကြတယ်။ရတယ်။ကိုမြန်မာစကားပြောရမ်းချစ်ဖို့ကောင်းတယ်နော်။ဘာညက်မွေးနေ့လေးသိချင်တယ်တဲ့ကျွန်မကိုတောင်းဆိုကြတယ်။ No more than October 10th. ကျေးဇူးတင်ပါတယ်ရှင် so much. And ladies and gentlemen, your UFC flyweight champion again, Joshua Bando. Champion ကြီး Joshua Bando ရဲ့ short speed ကိုတော့ကျွန်တော် vlog ထဲမှာမထည့်တော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ video ကအရင်ရှည်သွားမှာဆိုလို့ပါ။ကဲအခုဆိုလို့ရှိရင်တော့ချင်းကလေးငယ်လေးတွေရဲ့ fashion show ပဲဖြစ်ပါတယ်။အခုဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အဆိုရှင်ကြီးမဖြူဖြူကျော်သိန်းရဲ့ဖြော်ဖြေတင်ဆက်မှုကိုခံစားရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းတော်တော်လေးကိုမှရင်ခုန်စိတ်လှုပ်ရှားနေပါတယ် of Myanmar If you don't close the sky, I will die. If you don't close the sky, Mom will cry. If you don't close the sky, I will die. If you don't close the sky, Mom will cry. So fantastic that we have one of the most famous artists from Myanmar. Please give it up for El Longwa and Pew Pew Chotay. It was in 2014
ကဲခုဆိုလို့ရှိရင်တော့မဖြစ်ပြီးကြော်သိန်းရဲ့တရက်တာမနဲ့ပိုင်းအစီအစဉ်မှာတီဆိုဖြောပြမှုတချင်းတုံးပုတ်တဲ့နဲ့ပြီးသွားပါတယ် And ako mo to pise atu ကဲဒါကြတော့စုပေးပွဲလုပ်နေကြတာပေါ့နော်ဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ CRC 25နှစ်ပြည့် anniversary မနေ့ပိုင်းအစီအစဉ်ပြီးသွားပါပြီဆိုတော့ကျွန်တော်တို့အောက်ကိုဆင်းပြီးတော့ထမင်းသွားစားပါမယ်အော်ဘယ်မှာမှတွေ့ရလဲလားကဲဒါကြတော့ထမင်းဆိုင်မဲ့နေရာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တိပေးချင်တာကဒီမှာကျွန်တော်စာမထမင်းဟင်းနေအားလုံးက free ဖြစ်ပါတယ် CRC ဘယ်လောက်ထိစိတ်တဘောထားကောင်းလဲဆိုလို့ရှင်ဒီမှာသာကြည့်လိုက်ပေါ့နော်လူရဲလောက်အများကြီးကိုမှထမင်းဟင်းမကပဲနဲ့အချို့ပွဲကိုပါအလကားကျွေးရဖြစ်တဲ့အတွက်နည်းနည်းနော်စေတနာတော့မဟုတ်ပါဘူးဟင်းဆိုလို့ရှင်လည်းတစ်မျိုးတည်းမဟုတ်ပဲနဲ့2မျိုး3မျိုးလောက်ကိုသူတို့ရွေးခိုင်းတယ်ပေါ့နော်ဆိုတော့ဒီနေရာနေပြီးတော့ကျွန်တော် CRC ကိုဆူတောင်းပေးလိုက်ပါတယ် CRC ဒီထက်ပိုပြီးတော့တည်မြဲပါစေဒီထက်ပိုပြီးတော့အောင်မြင်ပါစေဒီထက်ပိုပြီးတော့အလူတန်းတွေလုံနိုင်ပါစေလို့ကျွန်တော်ဒီနေရာနေပြီးတော့ဆူတောင်းပေးလိုက်ပါတယ်ကဲခုတော့သမင်းစားလို့ပြီးပါပြီသမင်းစားပြီးလို့ဒုတိယပွဲကြည့်ဖို့သွားတဲ့အချိန်မှာတွေ့တဲ့အတိုင်းပဲလူဘယ်လောက်ထိများလဲဆိုလို့ရှိရင်အင်မတန်မှကိုများပါတယ်ဝင်တိုးလောက်တော့မနိုင်တဲ့အချိန်တွေဖြစ်နေပါတယ်တွေ့ရင်နဲ့ကျွန်တော်တို့ဝင်ခွင့်ရခဲ့တယ်ဒါပေမဲ့ထိုင်ကောင်ကတော့နောက်ဆုံးတန်းဘက်ကိုရောက်သွားပါတယ်ဆိုတော့ဘာပဲဖြစ်ကိုယ့်ရဲ့ idol ရှိတဲ့နေရာဖြစ်တဲ့အတွက်ဘယ်နေရာမှာမဆိုအဆင်ပြေပါတယ်ကဲခုတော့ညနေပိုင်းပွဲအစီအစဉ်ကိုတော့ကျွန်တော်တို့ line ပေါ်မှာအရောက်နာမည်ကြီးနေတဲ့ခင်ဗျားတို့ရဲ့မမနဲ့စတင်နေရဖြစ်ပါတယ် CRC ရဲ့25နှစ်ပြည့်မွေးနေ့အခမ်းအနားညပိုင်းအစီအစဉ်စတင်တော့မှာဖြစ်ပါတယ် ညပိုင်းအစီအစဉ်မှာတော့ Miss နဲ့ Mr. ပြိုင်ပွဲ Faction ချိုးပွဲလည်းရှိပါတယ်ဒါကြတော့ချင်းရွေရ faction show ပွဲဖြစ်ပါတယ်တွေ့တဲ့အတိုင်းပဲတော်တော်လေးကိုမှမိမိုက်နေကြပါတယ်ကဲခုဆိုလို့ရှင်တော့ champion ကြီး Joshua နဲ့သူ့ရဲ့တငယ်ချင်းတွေအားလုံးမိတ်ဆက်တဲ့အခမ်းအနားပဲဖြစ်ပါတယ် This is one of my best friend Van ကဲခွဲချတော့ Mr. တွေကို question and answer မင်းနေတဲ့အခမ်းအနားဖြစ်ပါတယ် question and answer မင်းနေတဲ့အချိန်မှာကျွန်တော်မျက်နှာလေးတစ်ဖြတ်ပေါ့နော်mi bakat asi arwa ဒါကြတော့ညနေပိုင်းမှာဖြစ်ပွဲတဲ့ကိုလာတဲ့အခိုက်အတန့်လေးပဲဖြစ်ပါတယ်အခုကျတော့မဖြူနဲ့ Champion Joshua ကို CRC 25နှစ်ပြည့် anniversary ရဲ့ NG ပေါ်မှာလက်မှတ်တွေထိုးခိုင်းပြီးတော့ပရိသတ်တွေစီကိုပြည့်မဲ့အစီအစဉ်ဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်ဗီဒီယိုမျိုးခဲ့တော့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းအဲ့ဒီ NG တွေကိုလူနေရလို့ပါ What we are going to do is yes so what's going to happen I don't understand a thing, so I got think you. starting I got from you. starting from tomorrow, I have to learn how to speak Chen. hey I can be your personal tutor all right Okay, great. Okay ဆိုတော့ကျွန်တော်တို့မဖြူရဲ့ဖြတ်ပြီးတင်ဆက်မှုကိုကြည့်ရင်လည်း vlog ကိုဆုံးသတ်လိုက်ပါတော့မယ် It's the dress made for me by BCS. Thank you so much, BCS. I feel so beautiful in this dress. မဖြူဖြူကျော်သိမ်းမဟုတ်တော့ဘူးเนาะမဖြူဖြူကျော်ချင်းဖြစ်သွားပါလိမ့်ခင်ဗျာ double come ye to me
စ်တာပေါ့ရှင်ကျေးဇူးတင်ပါတယ် ကောင်းလို့ဖြူဖြူကဒီလိုစာသားလေးတစ်လုံးပြောင်းပြီးတော့ဆိုခဲ့မယ်နောက်တစ်ခါတော့ပြန်ဆုံးမှာပါ